အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဒီနေ့တော့ရှစ်လုံးပိုင်ပဲဗျာနော်ပုဒ်တူးနေမှာရှစ်လုံးပိုင်နဲ့break ၄ break ပဲအောင်တယ်နော်ရှစ်လုံးပိုင်နဲ့၄ break ပဲအောင်ရတယ်လို့လုံးဝလိုက်တဲ့သူဒီနေ့လုံးဝလိုက်တဲ့သူတွေတော့ရမှာပေါ့နော်ကဲအဲ့တော့ဒီမှာမိတ်ဆွေတစ်ချက်ကြည့်ပေးဗျာနော်ဒီနေ့ထွက်ထားတဲ့ကနေ့ဒီမှာ3ညခွန်ညနေ6ရှစ်အလဲညီကိုဖြစ်နေရင်ဒီမှာ9-3ညချိန်သို့မဟုတ်၄ break လာမယ်နော်ကျွန်တော်ရဲ့ channel ကိုလည်း subscribe မလုပ်ရသေးတဲ့သူတွေလည်း subscribe လုပ်ထားပေးပါဦးနော် subscribe လုပ်ပြီးသားသူတွေလည်းကျွန်တော်ပန်းမကြည့်ကျွန်တော် video ပိုင်းလေးအောင်မှာလက်မလေးတစ်ချက်စီလောက်နှိပ်ပေးသွားကြပါဦးမနှိပ်လည်းရတယ်ဘာမှမဖြစ်ဘူးနော်ဒီလိုလိုဆန္ဒရှိမှနေမရှိမနှိပ်ဆန္ဒမရှိဘာမှမလုပ်ဘူးနော်အလဲညီကိုဖြစ်လို့9-3ညချိန်သို့မဟုတ်၄ break နော်ပြီးရင်ဒီကြံ2ကြံ4ချိန်ပေါ့နော်ဒီဂျာတာပရိတောက်ကြမှာပရိသဝိုက်တော်ဒီ9-3ညပရိတရားရခိုင်လို့ကောင်းတယ်နော်9-3ညပရိတရားဒီ9ပရိကို3ညပြ2ခုလုံးလိုက်မှာပတ်တိတစ်လုံးစာပဲရှိမယ်ဟုတ်လားပတ်တိတစ်လုံးစာပဲရှိတယ်လိုက်နိုင်ရင်လိုက်နော်9-3ညပရိပြီးရင်ဘာကြောင့်ဒီ9-3ညပရိကအားကောင်းလဲဆိုကျွန်တော်တခုရှင်းပြမယ်ဒီမှာ3ညထိပ်စီထွက်ထားတယ်ဒီ3ညထိပ်စီထွက်ထားခြင်းကြောင့်9-3ညပရိလိုက်ရမယ်မူရှိသလိုအဲ့ဒီခွန်တော့ပိတ်ကြခြင်းကြောင့်လည်း9-3ညပရိကတရားရကန်လုံးလာကူလာပေးရမယ်အဲ့ဒါကြောင့်မူနှစ်ခုထက်နေလို့ဒီကောင်အရန်အားကောင်းတယ်ဟုတ်ပြီနော်ပြီးခွန်3ည4ရှစ်အခွေအပူပါဒီခွေကဘာကြောင့်ရလဲဆိုတော့ဒီမှာမနက်ပိုင်းခွန်ပရိညနေ4ပရိညမနေ့ထွက်တဲ့ပရိကထိုင်းပါဝါဖြစ်နေအဲ့တော့ခွန်ရဲ့နက်ခက်က3ညခွန်ရဲ့ထိုင်းနက်ခက်က3ည4ရဲ့ထိုင်းနက်ခက်က8အဲ့တော့84ရှစ်အခွေတောက်ကြနေထိပဲလိုက်ဟုတ်ပြီနော်ပြီးရင်ပတိသမားတွေအတွက်ကျွန်တော်ပြောပြီပတိသမားတွေအတွက်ကဒီ3ညတစ်လုံးထွက်ထားခြင်းကြောင့်နော်ဒီ3ညတစ်လုံးထွက်ထားခြင်းကြောင့်ခွန်ပတိတစ်လုံးထက်လာမှုရှိတယ်ကြာကြာပြီးတောက်ကြလာရင်လာမလားနောက်တစ်ပတ်လာမယ်ဒါပေမဲ့ဒီကောင်လာပေးတာတော့များတယ်နော်ခွန်ပတိရှိမယ်ဒီ6ထိပ်စီထွက်ထားခြင်းကြောင့်က16ပတ်စီရဲ့တစ်လုံးလာဆိုကျွန်တော်6ပတ်စီကိုရှူရတယ်။ဘာဖြစ်လို့6ပတ်စီကိုယူလဲဆိုတော့မြူးဝန်းန်းဖြစ်နေတယ်။မြူးဝန်းန်းဖြစ်နေပြီးဒီခုဒီပတ်ထဲမှာ3-3ချိန်6က3ချိန်အဲ3နဲ့6ကအားပြိုင်နေတယ်။အဲ့ထဲမှာကျွန်တော်6ကိုပို့ကြိုက်တယ်။အဲဒါကြောင့်6ပတ်စီနော်။ပြီးရင်2ပတ်စီ2ပတ်စီကကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတော့ဒီခွန်ကထွက်ထားခြင်းကြောင့်2ပတ်စီကဒါကိုလာပေးရမယ်။နော်2ပတ်စီအကောင်းတယ်ပြီးရင်ရှင်းတော့ပိတ်ထွက်ထားခြင်းကြောင့်လည်းနှစ်တလုံးကဆင်ပေးရမယ်အဲကြောင့်နှစ်ပတ်စီလည်းအားကောင်းတယ်အဲဒါတကယ်လို့မိတ်ဆွေနှစ်ပတ်စီသူကိုလိုက်မဲ့သူတွေကနှစ်3နှစ်4နှစ်8ကိုဒီ3ဘက်ကိုတင်ထိုးနှစ်ပတ်စီလိုက်မဲ့သူတွေကပတ်စီသမားတွေအတွက်ကျွန်တော်ပြောရနော်နှစ်3နှစ်4နှစ်8ကိုတင်ထိုး5 break ရ6 break ရ3ည break အဲ့ဒါမှာ9-3ည break ကလာညိနေဟုတ်ပြီနော်ကဲအဲ့တော့ဂျာတာဘရင်းတွေတို့သွားမယ်နော်ဂျာတာဘရင်းတွေအတွက်ဆိုရင်sorry ကျွန်တော်ရဲ့နေကုန်လုံးမှ6တလုံးရှိမယ်နော်နေကုန်လုံးမှ6တလုံးနေကုန်ပတ်သီးကခွန်3ညပတ်သီးရှိမယ်နောက်ထပ်ကီးခွေကခွန်283ကီးခွေခွန်283ကနေကီးခွေကအပြီးထွက်မယ်ဆိုရင်ခွန်8နဲ့28ကိုကျွန်တော်ကြိုက်တယ်နော်ခွန်8နဲ့28ကိုကြိုက်တယ်ပြီးရင်အဲ့မှာနေကုန်ထိုးဘက်တော့ခွန်နဲ့ဆိုရင်ခွန်2ခွန်8ခွန်3အဲ့ထက်မှတော့ကြိုက်တယ်ခွန်8နဲ့ခွန်3ကြိုက်တယ်3ညနဲ့ဆိုရင်3ညခွန်3ညနဲ့3ည8 3ည3ဟုတ်ပြီနော်မနေ့ကလည်းကျွန်တော်နေကုန် break ဆိုရင်2 break 3 break 4 break 5 break ရှိမယ်အဲ့ထက်မှကျွန်တော်ကြိုက်ဆုံးက2 3 5 break 2 3 5 break တဲ့ထပ်ပြီးရွေးမယ်ဆိုရင်3 5 break အဲ့3 5 break တဲ့ထပ်ယူမယ်ဆိုတော့5 break ကိုကြိုက်ဆုံးမယ်နော်ကျွန်တော်ကြိုက်ဆုံး5 break ကြိုက်ဆုံးကဲအဲ့တော့ဒီနေ့ထွက်ကနေရမနေ့3ညကိုညနေ6ရှစ်ဖြစ်တဲ့အတွက်လဲညီကိုကြောင့်9-3ညချိန်သုံးဖို့4 break လာမယ်နော်အဲ့တော့ပထမမယုံအနေနဲ့ဆိုရင်ခွန်8ခွန်3ခွန်4ပါဒူမယုံနဲ့ဆိုရင်3ညနဲ့3ည3 3ည4ပါဟုတ်ပြီနော်နေကုန်နှစ်ခွက်ကောင်းဆိုရင်6ခွန်နဲ့60နော်6ခွန်နဲ့60နေကုန်တစ်ခွက်ကောင်း50ပါဗျနော်နေကုန်တစ်ခွက်ကောင်း50တစ်ခွက်ကောင်းပါဂျာတာပရိတောက်ကြမှာပတ်တိအကြိုက်ဆုံးဆိုရင်ဂျာပတ်တိတဲ့4-9ပတ်တိအကြိုက်ဆုံးပါဗျာ
နော်ကဲတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကြာသပတေးနေ့မှာလဲအောင်မြင်ကြပါစေလို့ဆုမကောင်းတောင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုဒီမှာနေရနာလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးပါ